အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မစကားလေးတစ်ခွန်းလောက်ပြောချင်ပါတယ်ဆိုတဲ့အစီအစဉ်ကနေပြီးတော့မှကျွန်မစကားပေါင်းများများစွာကို10မိနစ်လောက်ပြောခွင့်ပြုပါရှင်စကားပြောတယ်ဆိုတာကကျွန်မတို့ကတယောက်နဲ့တယောက်ခွန်အားပေးတာပေါ့နော်အဲ့ထက်မှရှိတယ်ကျွန်မရဲ့ Facebook ထဲမှာကျွန်မရဲ့ TikTok ထဲမှာရှိတဲ့သူတွေကိုကျွန်မခွန်အားပေးတာဖြစ်ပါတယ်ကျွန်မရဲ့ YouTube ထဲမှာရှိတဲ့သူတွေအားလုံးကျွန်မခွန်အားပေးဒီနေ့ဘာခွန်အားပေးချင်တာလဲဘာစကားလေးပြောတာချင်တာလဲဆိုရင်ဝိညာဉ်ရေးရာဖခင်မရှိတဲ့သူတွေအတွက်ကျွန်မကစကားပြောချင်တာဖြစ်တယ်ဝိညာဉ်ရေးရာဖခင်ဆိုတာကျွန်မတို့အတွက် design မမှန်နဲ့เนาะကျွန်မတို့ရဲ့ဝိညာဉ်ရေးရာမှာပေါ့เนาะအကောင်းဆုံးဖြစ်အောင်လမ်းပြပို့ဆောင်ပြီးတော့မှကျွန်မတို့ဖခင်သခင်နဲ့ဘယ်လိုဆက်သွယ်ပြုရမလဲဘယ်လိုအဖြစ်တွေကိုမလုပ်ဖို့အတွက်เนาะကျွန်မတို့ဘယ်လိုမျိုးသွားရမလဲเนาะဆူတောင်းတဲ့အခါမှာဝိညာဉ်ရေးရာဖခင်ကျွန်မတို့ကိုမြင်ပြီးတော့မှဒါတွေမလုပ်ဖို့ကျွန်မတို့ကိုတတိပေးတယ်ရအဲ့ဒါပေါ့အစစီဖြင့်အများကြီးဖခင်နဲ့တက်မှတ်ပေးတဲ့သူကိုဝိညာဉ်ရေးရာဖခင်လို့ခေါ်တယ်နောက်တစ်ခုကဝိညာဉ်ရေးရာဆရာလို့လည်းခေါ်တယ်နောက်တစ်ခုကတော့ဝိညာဉ်ရေးရာဖခင်ကိုနောက်တစ်မျိုးထပ်ပြောသေးတယ်ကျွန်မတို့ကမယုံကြည်သူကနေပြောင်းလဲလာတဲ့အတွက်ကျွန်မတို့ကိုယေရှုအကြောင်းပြောခဲ့တဲ့သူယေရှုနဲ့မိတ်ဆက်ပေးခဲ့တဲ့သူကျွန်မတို့ရဲ့ဝိညာဉ်ရေးရာဖခင်မိခင်တွေဖြစ်တယ်ဆိုပြီးတော့မှပြောကြတယ်ပေါ့နော်အဲဆိုကြောင့်မလို့ကျွန်မကိုဖခင်ပေးတွေ့တဲ့နော်ကဏ္ဍအသီးသီးမှာရှိတဲ့ဆရာများအားလုံးကိုလည်းဝိညာဉ်ရေးရာအားဖြင့်ကျွန်မကိုဆွဲခေါ်ခဲ့တဲ့နော်ကျွန်မရဲ့ဝိညာဉ်ဆရာတွေအားလုံးကိုလည်းဝိညာဉ်ရေးရာဆရာတွေအားလုံးကိုလည်းကျွန်မကဒီနေရာကနေဂါရပြုပါတယ်ဒီနေရာကနေကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်မကိုအဓိကကျွန်မပြောချင်တာတော့ကျွန်မကိုအဓိကဝိညာဉ်ရေးရာကိုဆွဲခေါ်ပေးသွားတဲ့သူကတော့တန်ရှင်သောဝိညာဉ်တော်ဖခင်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ဒီနေရာမှာရှိတဲ့ညီကိုမောင်နှမတွေကိုကျွန်မကခွန်အားပေးခြင်းတယ်ကျွန်မရဲ့ဝိညာဉ်ရေးရာမိခင်ကတော့ကျွန်မကိုပြစ်ထားသွားတယ်ကျွန်တော်ရဲ့ဝိညာဉ်ရေးရာဖခင်ကတော့ကျွန်တော်ကိုဒီလိုနော်နစ်နာတွေပြောပြီးတော့မှကျွန်တော်ပုံမလာမှလည်းပြန်မကြည့်ဘူးကျွန်တော်ကိုပြစ်ထားသွားတယ်ဆိုတဲ့စကားပေါင်းမြောင်များစွာရှိတယ်နော်အကြောင်းပေါင်းမြောင်များစွာလည်းရှိတယ်ဒါကြောင့်မလို့ဒီစကားကိုကျွန်မကဒီနေရာမှာခွန်အားပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်မကိုဘာခွန်အားပေးမှလဲဆိုတော့ကျွန်မကဒီမှာရှိတဲ့ဝိညာဉ်ရေးရာဖခင်နဲ့စကားများခဲ့တဲ့သူတွေပဲရှိသလိုဝိညာဉ်ရေးရာဖခင်မိခင်တွေကလည်းကိုယ့်ကိုတေချာလည်းမတက်မှတ်ပေးနိုင်ဘူးသူတို့ရဲ့မိသားစုရေးသူတို့ရဲ့အရာအားလုံးနဲ့ဖြစ်နေတဲ့အချိန်ရှိတယ်ဆိုရင်တင့်ရဲ့ဝိညာဉ်ရေးရာကိုလမ်းပြပေးမဲ့သူကစံစာထဲမှာဖော်ပြထားပြီးသားเนาะရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14မှာကလေးဖော်ပြထားပြီးတင့်ကိုတဲ့เนาะဝိညာဉ်ရေးရာအတွက်လမ်းပြပေးမဲ့သူကတော့တန်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်ပါတယ်တင့်ရဲ့ဥပစ္စေဆရာဖြစ်တယ်လို့ယေရှုခရစ်တော်ကိုယ်တိုင်ကကိုပြောသွားတယ်ယေရှုခရစ်တော်ကိုယ်တိုင်ကကိုအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကိုအခုတင်တဲ့ကျမရဲ့အချိန်ခါမှာကျမတို့ဂျားမှာထားခဲ့တာဖြစ်တယ်နော်ယေရှုခရစ်တော်လဝါကတိုင်းပေါ်မှာတက်ကြွပြီးတဲ့ခါမှာကျမတို့ကိုမိဘမဲ့မဖြစ်စေခြင်းမူတဲ့သူ့ရဲ့တပည့်တော်တွေရဲ့နောက်ပိုင်ဆက်သွားတဲ့သူတို့ရဲ့ဝိညာဉ်ကြီးကခေါင်းဆောင်ကတော့တန်ရှင်းသောဝိညာဉ်တော်ပဲဖြစ်တယ်ဒါကြောင့်မလို့ကျမဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုခွန်အားပေးခြင်းတယ်မောင်လေးတွေညီမလေးတွေအမတွေအကိုတွေအားလုံးပေါ့တင်းအုပ်ဆရာပဲဖြစ်ဖြစ်တင်းရဲ့နော်တင်းကို guideline ပေးနေတဲ့ဆရာမပဲဖြစ်ဖြစ်နော်တင်းကိုဆွဲခေါ်နေတဲ့သူပဲဖြစ်ဖြစ်သူတို့ကတင့်ကိုအမြဲတမ်းတော့တင်လိုအပ်လောက်တဲ့ဝိညာဉ်ရေးရာပိုင်းဆိုင်ရာကိုသူတို့ကတော့အမြဲတမ်းဆွဲခေါ်ပြီးတော့မှတွင်တင်ပေးနိုင်မှာမဟုတ်ပါဘူးတင်ရဲ့ခံစားချက်တွေကိုသူတို့နားလည်ပေးနိုင်တဲ့အချိန်ရှိသလိုတင်ရဲ့ခံစားချက်တွေကိုနားမလည်ပေးနိုင်တဲ့အချိန်တွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မလို့ဟိုဆရာကျမပေါ်မှာမကောင်းဘူးကျမရဲ့ဝိညာဉ်ရေးရာကိုသူတိဆောက်ပေးတဲ့အခါမှာကျမကိုဒီလိုလုပ်ခဲ့တယ်ဒီကျမရဲ့ဝိညာဉ်ရေးရာမိခင်ကတော့ကျမကိုဘလို့ဖြစ်သွားတယ်ဝိညာဉ်ရေးရာဖခင်ကဘလို့ဖြစ်သွားကျမတို့ကပြောစရာမလိုပါဘူးမှန်ဆိုလူဆိုတာကတော့အရာအားလုံးကိုမှားတတ်တာဖြစ်တယ်လူတိုင်းမှာမှားတတ်တယ်တကယ်နဲ့ကျမတို့ကိုယေရှုခရစ်တော်ကတင့်ရဲ့ဝိညာဉ်ရေးရာ guideline ကိုတိတိကျကျသွားဖို့အတွက်ယဉ်နှီးစေမဲ့သူတယောက်ကိုပေးခဲ့တယ်အဲ့ဒီသူကတော့တန်ရှင်းသောဝိညာဉ်တော်ဖြစ်ပါတယ်အဲ့ဆိုအဲ့တန်ရှင်းသောဝိညာဉ်တော်ကကျမတို့ကိုဘာလုပ်ပေးတာလဲတန်ရှင်းသောဝိညာဉ်တော်ကကျမတို့ကိုနှစ်သိမ့်ပေးတယ်တန်ရှင်းသောဝိညာဉ်တော်ကကျမတို့ကိုကူညီပေးတယ်တန်ရှင်းသောဝိညာဉ်တော်ကကျမတို့ကိုလမ်းပြပေးတယ်တန်ရှင်းသောဝိညာဉ်တော်ကကျမတို့ရဲ့အတွင်းထဲမှာရှိတဲ့အပြစ်တွေကိုဖော်ပြပေးတယ်မိတ်ဆွေဒါကြောင့်မို့လေနော်ညီကိုမောင်နှမတွေကိုကျမပြောချင်တယ်ဘယ်သူမှအပြစ်မတင်ပါနဲ့လားကိုမဝိညာဉ်ရမိခင်ဖခင်ဆိုယေရှုရဲ့စကားကိုသိချစစ်နားထောင်ကြည့်ပါဦးယေရှုရဲ့စကားကတော့ဘာလဲဆိုရင်တင့်အတွက်တဲ့တန်ရှင်းသောဝိညာဉ်တော်တင့်ကိုတွင်တင်လမ်းပြဆုံးမပဲ့ပြင်ပြီးမယ်တန်ရှင်းသောဝိညာဉ်တော်ကိုပေးခဲ့ပါတယ်တဲ့အဲ့ဒါကြောင့်မလို့ညီကိုမောင်နှမတို့တန်ရှင်းသောဝိညာဉ်တော်ဖခင်နဲ့မရင်းနှီးလို့တော့မဖြစ်ဘူးသင်ကတကယ်ယုံကြည်သူအစစ်အမှန်ဖြစ်လာပြီးသင်ကယုံကြည်သူအဖြစ်သွားပြီးဖခင်ကိုတကယ်ချစ်ပြီးနှလုံးသားထဲမှာနှစ်ကာဖခင်ကိုချစ်ပြီးဖခင်ကသင်အတွင်းထဲမှာရနေပြီဆိုရင်တော့
တင့်ကိုဖျားတခင်ကအရင်ဦးဆုံးတစိမ့်ခတ်တဲ့သူကတော့တန်ရှင်သောဝိညာဉ်တော်ပဲဖြစ်ပါတယ်တင်းနေချင်းခန့်နဲ့တင်းပြန်ထလာတဲ့တင်းအထဲထဲမှာတန်ရှင်သောဝိညာဉ်တော်နဲ့ယေရှုခရစ်တော်ဘုရားတစိမ့်ခတ်ပြီးသားဖြစ်ဒါပေမဲ့အဲ့တန်ရှင်သောဝိညာဉ်တော်ကိုတင်းကမယဉ်ဘူးဆိုရင်တော့အဲ့ဒီတစိမ့်ခတ်ထားတဲ့အရာအလုံးတင်းနားလည်မှာမဟုတ်ဘူးအဲကြောင့်မို့ဒီနေ့ကျမကခွန်အားပေးချင်တာကတော့တင့်ကို guideline ပေးမဲ့သူတင့်ကိုနီးလန်းနေမြောင်များစွာဖွင့်ပြပေးမဲ့သူကတော့တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တယ်အားကြောင့်မလို့တင်းရဲ့ဝိညာဉ်ရေးကဖခင်ရှိတာအရန်ကောင်းတယ်တင်းကိုနောက်က guideline ပေးတာအရန်ကောင်းတယ်ဒါပေမဲ့သူတို့ကအရန်အလုံများတဲ့သူတွေဖြစ်တယ်เนาะကျွန်မပြောပြမယ်ဝိညာဉ်ရေးကခေါင်းဆောင်တွေဖြစ်လာပြီးတကယ်ကိုမှအသင်းသားတွေများပြီးတော့မှเนาะဝိညာဉ်မောင်မြောင်များစွာကိုအင်္ဂလိပ်တရားကိုပြောပြီးတော့မှတကယ်ကိုပဲခေါင်းဆောင်ဖြစ်လာတဲ့အပိုင်းမှာဆိုရင်တင်းရဲ့တပည့်သားချင်းတွေကိုပြန်ပြီးတော့ guideline တင်ပြန်ပေးနိုင်တဲ့အချိန်ရှိတယ်လို့မပေးနိုင်တဲ့အချိန်လည်းရှိချင်ရှိမယ်ဥမာကျမဆိုလဲကျမကိုအသုံးပြုတဲ့အားဖြင့်ပြောင်းလဲလာတဲ့เนาะဝိညာဉ်ပေါင်းမြောင်များစွာเนาะရှိတယ်เนาะဒါပေမဲ့ကျမသူတို့ကို guideline ပြန်ပေးနိုင်တဲ့အချိန်ဆိုတာမရှိဘူးเนาะရှိချင်လဲရှိတယ်ပေါ့เนาะတခါတလေလဲရှိတယ်တခါတလေလဲမရှိဘူးဒါပေမဲ့ကျမသူတို့ကို mix up ပေးတဲ့သူတယောက်ရှိတယ်အဲ့ဒီသူကတော့တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တယ်သူတို့ကိုလုံးဝ guideline ပေးမယ်သူတို့ဘုရားနဲ့ဘယ်လိုသွားတက်မယ်လူတွေနဲ့ဘယ်လိုဆက်ဆံပေါင်းသင်းရမလဲเนาะဘယ်လိုသိခံရမလဲဘယ်လိုခွင့်လို့ရမလဲဘယ်လိုနားလဲပေးရမလဲဘယ်အပြစ်တွေကိုဘယ်လိုစွန့်လို့ရမလဲနောက်တစ်ခုကဘယ်လိုလဲကိုယ့်ရဲ့အသက်တာထဲမှာဝမ်းနဲ့ထီကွဲခြင်းတွေကိုနှစ်သိမ့်ပေးမယ်သူနောက်တစ်ခုကကြတော့ကိုရှောက်နေတဲ့လမ်းမားနေတယ်ဆိုရင်လေအတွင်းဝိညာဉ်တွေကနေလာပြောနိုင်တဲ့တန်ရှင်သောဝိညာဉ်တော်နဲ့သိမရင်းနှီးဘူးဆိုရင်တော့သင်ရဲ့ဝိညာဉ်ကြီးကဖခင်ကသင်ကိုလာဆုံးမှလဲသင်ကဘာဖြစ်မလဲသိလားသင်ကကျမလိုမျိုးဆက်ထိမခံတဲ့အမျိုးသမီးဆိုရင်သင်ကလေဆရာကငါ့ကိုအားနေအပြစ်ပဲပြောနေတယ်ဆရာကငါ့ကိုအားနေငါ့ကိုတခြားလူတွေနဲ့ရှင်းလိုက်ရင်ဆရာမတွေကငါ့ကိုပဲအပြစ်တင်နေတယ်လို့ပြောမှဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့ဆရာမတွေကဖျားနဲ့သွားတဲ့ဆရာမတွေအားလုံးကအကုန်ကောင်းပါတယ်အကုန်ကောင်းနေဒါပေမဲ့တင့်ကိုအပြည့်အဝတော့ဝိညာဉ်ရေးရာကိုသင်ပေးနိုင်မှာမဟုတ်ဘူးတကယ်တော့တင့်ရဲ့ဝိညာဉ်ရေးရာကိုအပြည့်အဝသင်ပေးနိုင်တဲ့သူကတန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တယ်တင့်ကိုဆွဲခေါ်မှသူကတန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တယ်အကြောင်းကျမရဲ့ဘဝမှာဆိုရင်ကျမစပြီးသိကြတဲ့ကကျမကိုဆရာမဖြူလေးနွယ်ကနော်တငယ်ချင်းကြီးနင့်ကိုတိတ်ချစ်တဲ့ဘုရားရှိတယ်လို့ပြောပြီးတဲ့နောက်ပိုင်းကအဲ့ဒီယေရှုဖြစ်တယ်လို့ပြောပြီးတဲ့နောက်ပိုင်းကတကယ်တည်းကျမကိုဆွဲခေါ်ပြီးတော့လမ်းပြပြီးကွာတဲ့သူကကျမဒီချိန်မှာကောင်းကောင်းသိတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တယ်ကျမကိုဆရာမတွေအများကြီးနဲ့ပေးတွေ့တယ်ကျမကိုကျမ်းစာကြောင်းတက်ဖို့ဖြစ်လာတယ်ကျမကအချိန်လဲပါတယ်မိတ်ဆွေကျမအချိန်အပြစ်တွေလုပ်ပါတယ်ယေရှုကိုယနေပြီဆိုတော့ကျမအရန်ကောင်းနေတဲ့သူလည်းမဟုတ်ဘူးကျမအပြစ်အများကြီးကိုခိုးလုပ်တတ်သေးတယ်ဒါပေမဲ့ကျမရဲ့အပြစ်တွေကိုကျမမျက်မှောက်တော်ထဲမှာနောင်တရတယ်ကျမဘုရားသခင်ရဲ့အရှိမဒူးထောက်ပြီးတော့အမျက်ရည်ကျတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကကျမကိုနှစ်သိမ့်နေငါသမီးမင်းရဲ့အပြစ်ကတီးတီးလေးပါမင်းကအရင်တော့ကလှုပ်တဲ့အပြစ်လောက်မင်းအပြစ်ကမကြီးတော့ဘူးအခုမင်းအပြစ်ကမင်းမှာအပြစ်မရှိတော့ဘူးမင်းကအပြစ်ကိုမင်းမလုပ်တော့ပါဘူးလာပါထလာပါเนาะတန်ရှင်သောဝိညာဉ်တော်ကကျမကိုအတွင်းထဲကနေစကားပြောတယ်မင်းကတကယ်ပဲအကောင်းဆုံးနေရာကိုသွားနိုင်တဲ့သူပါငါသမီးယေရှုဖခင်ကမင်းအတွက်အရာအလုံးကိုပေးပြီးသားလို့အမြဲတမ်းအချိန်တန်ရှင်သောဝိညာဉ်တော်ကကျမကိုနှစ်သိမ့်၍ဆွဲခေါ်၍เนาะတကယ်ကိုတိုးထီ၍ကျမရဲ့မျက်ရည်စက်တွေကိုအမြဲတမ်းတုပ်ပေးပြီးတော့မှယေရှုရှိခမဲတော်အရှိမှာကျမကိုဆွဲခေါ်ပေးတဲ့သူဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကဝိညာဉ်ရေးဖခင်မရှိဘူးဝိညာဉ်ရေးမိခင်မရှိဘူးတယောက်တည်းဖြစ်နေတဲ့သူတွေကိုဒီနေ့ကျမကခွန်အားပေးခြင်းနဲ့ကျမလည်းဒီနေ့အချိန်ဒီကျမရဲ့ဝိညာဉ်ရေးမိခင်ဖခင်လို့ပြောရင်အများကြီးရှိတယ်ဒါပေမဲ့မိခင်ဖခင်နဲ့ကျမကိုတေးသေးချာချာနော်ဆွဲခေါ်ပြီးတော့မှတေးသေးချာချာတနေ့အောင်ရအောင်ပို့ပေးလားဆိုသူတို့တွေဘယ်သူမှလည်းမပို့ပေးပါဘူးဒါကြောင့်မို့ကျမအပြစ်တင်တာလည်းမဟုတ်ဘူးနော်ဒါပေမဲ့ကျမကိုတနေရာထဲမှာအကောင်းဆုံးနေရာတနေရာပြီးတနေရာအကောင်းဆုံးနေရာကိုပို့ဆောင်ပေးတော်သူကတန်ရှင်သောဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်ဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်ဘုရားကိုကျမချီးမြှောက်တယ်ကျမယေရှုတင်ပါတယ်ဒါကြောင့်မို့ကျမကိုဒီနေ့ဝိညာဉ်ရေးအရာဆွဲခေါ်ခဲ့တဲ့ဆရာမတွေအားလုံးကိုလည်းယေရှုတင်ပါတယ်ဒီနေ့ဒီနေရာမှာကြည့်တဲ့သူတွေကိုလည်းယေရှုတင်တယ်သင်ဘဝမှာတကယ်တမ်း guideline ပေးပြီးသင်ကိုဆွဲခေါ်ပေးမဲ့သူကတော့တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်ပါတယ်လို့ပြောရင်းနဲ့ကျမညီကုန်းချုပ်တင်ပါတယ် God bless you all ယေရှုတင်ပါတယ်ရှင်